ရင်နှစ်တွေစီကအစလေးခုနှစ်ဒီဇင်ဘာလ14ရက်နေ့အမတ်တရားချစ်သူဘဝစာပြုလို့မောင်စောစောထုံးနဲ့မအေးအေးဆိုရဲ့မင်္ဂလာတက်တန်းစင်ဆိုတဲ့အချိန်ခရီးလမ်းမှာငါတို့အချစ်တွေခိုင်မြဲခဲ့ပြီအချစ်ငါတို့ချစ်ကကြောင်ထွေးအခရာလိုပဲဆွေမြဲတဲ့ဂရိသစ္စာရေးရိုင်မသွားတဲ့ဆယ်နှစ်တာကိုရဲ့ရှင်ဝင်နေမှာချစ်တဲ့အတွက်ခိုးလုံးရမြေထာဝရတွေထွေးစွာနှလုံးသားကမေတ္တာတရားအချိန်နဲ့အမျှမင်းအတွက်ပါကိုတို့ဆိုတူကောင်းဖက်ပေါင်းဖက်လို့ငါတို့တူဖြတ်သန်းခဲ့ကြတယ်ဖြတ်သန်းခဲ့တဲ့အချစ်တွေငါတို့ချစ်ကကြောင်ထွေးအခရာလိုပဲဆွေမြဲတဲ့ဂရိသစ္စာရေးရိုင်မသွားတဲ့ဆယ်နှစ်တာဒီအိမ်လေးထဲမှာမင်းကငါရဲ့ခိုးလုံးရငါရဲ့ခိုးလုံးရဘုံတိုင်းတွေလာခဲ့ဘူးတဲ့အမိုးတွေရိုးစိမ့်ခဲ့ဘူးတဲ့ဒါပေမဲ့ရဲ့လက်ဖို့ဝါကနှွေးထွေးစေငါတို့တရားကိုတရားမလွတ်တမ်းဆုံးကိုင်ထားခဲ့ငါတို့ချစ်ကကြောင်ထွေးအခရာလိုပဲဆွေမြဲတဲ့ဂရိသစ္စာရေးရိုင်မသွားတဲ့ဆယ်နှစ်တာကိုရဲ့ရှင်ဝင်နေမှာချစ်တဲ့အတွက်ခိုးလုံးရမြေထာဝရတွေထွေးစွာမောင်စောစောထုံးနဲ့မအေးအေးဆိုတော့နောက်ထပ်နှစ်ပေါင်းများစွာဒီတိုင်းပဲရိုးရှင်းစွာငါတို့တိဆောက်ကြစို့အခြေရာ